အဖေနဲ့မောင်လေးကိုဆုံးရှုံးလိုက်ရပြီးနောက်ပုံမှန်မဟုတ်တော့တဲ့ဖူးဖွေးကြောင်ပြောပြလာတဲ့မိခင်ကြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဖွေးစိန်လေးကတော့လောကဒဏ်ရဲ့ရိုက်ချက်တွေကြောင့်အရင်နဲ့လုံးဝမတူတော့ပဲပြောင်းလဲသွားခဲ့ရကိုပရိသတ်ကြီးတို့သတိထားမိမှာပါ။စပိန်ပုံစံအနေထားကစားအပြုတ်မှုတွေအစုံအရာအလုံးကအရင်နဲ့တက်ကြွလန်းဆန်းပြီးတော့ခက်ချီချီနေတတ်တဲ့ဖွေးစိန်မဟုတ်တော့တယ်လို့ပါပဲ။ဒါပေမဲ့ပရိသတ်တွေမြင်နေရတာကအပေါ်ယံလေးပဲရှိသေးပြီးတော့ဟန်ဆောင်ဖုံးကွယ်ထားတဲ့နောက်ွယ်မှာဖွေးစိန်တယောက်အခုလောက်ထိခံစားနေရရှာပါတယ်။အရင်နဲ့လုံးဝမတူတော့ပဲပုံစံပြတ်နေပြီးအခြေအနေမဟန်တော့တဲ့ဖွေးအကြောင်းကိုမိခင်ကြီးကအခုလိုပဲရင်ဖွင့်ပြောပြလာခဲ့တာပါ။အလုံးသိတဲ့အတိုင်းပဲဖွေးကသူ့မရုပ်ရှင်တွေကနဲ့ထပ်တူကြစွာဖခင်ရဲ့အနောက်ဆုံးခရီးကိုတောင်မှတ်မိလိုက်ပဲလက်လွတ်ပေးခဲ့ရတာပါ။အဝေးမှာရောက်နေချိန်ဖခင်ကွယ်လွန်သွားခဲ့လို့ပြန်လာဖို့တောင်မမီလိုက်ပဲဗီဒီယိုခေါ်နဲ့ကြော့ပြီးတော့နှုတ်ဆက်ခဲ့ရပါတယ်။မောင်လေးလဲကြပြန်တော့လေအကယ်ဒမီပေးပွဲတွားတက်နေတော့မှပျော်ရွှင်နေချိန်အနောက်မှာမောင်လေးကကွယ်လွန်သွားခဲ့တာပါ။အားကိုးရမယ်အိမ်ထောင်ဦးစီးယောက်ျားသားတွေမရှိတော့တဲ့ဖိုးဖွေးတို့မိသားစုလေးကတားမင်းနှစ်ယောက်ထဲအတီးကျန်အားငယ်နေရှာမှအမှန်ပါပဲ။ဒါကိုပရိသတ်တွေကလည်းကိုချင်းစာနာနားလည်နိုင်ကြပေမဲ့ကာယကံရှင်ဖွေးစိန်လောက်တော့ထပ်တူခံစားရမှာမဟုတ်ပါဘူး။ဖူးဖွေးကအခုဆိုရင်အပူရုပ်ကိုဟန်လုံးလို့အလှပတွေပြင်ဆင်ပြီးတော့ပွဲတွေတန်းအနုပညာအလုပ်တွေပြန်လုပ်နေပြီးဆိုပေမဲ့လည်းအိမ်ပြန်ရောက်တာနဲ့ဟန်မဆောင်နိုင်ရှာတော့ပါဘူးမိခင်ကြီးရဲ့ရှေ့မှာဝမ်းနဲ့ငိုကြွေးရင်းနဲ့အရန်ကိုခံစားနေရရှာပါတယ်အမေရဲ့တမီးတို့သားမင်းနှစ်ယောက်တစ်သက်လုံးဒီလိုကြီးပဲစိတ်ကိုတင်းပြီးတော့ထိမ့်ပြီးတော့လောကကြီးကိုရင်ဆိုင်သွားရတော့မှလားလို့ပြောနေပုံကဘလောက်တောင်ခံစားနေရလဲဆိုတာကိုပေါ်လွင်လို့နေပါတယ်အိမ်ကြောင့်တာဝန်နဲ့ဝတ္တရားတွေစီးပွားရေးလူမှုရေးမိခင်ရဲ့ကျန်းမာရေးကအစအရာအလုံးတယောက်တည်းရင်စည်းခံပြီးတော့စ조사နေရတော့လေအားငယ်မိမှာအမှန်ပါပဲအရင်ကတော့မောင်လေးရှိတယ်ဆိုတဲ့စိတ်လေးနဲ့အားတင်းခဲ့သည်မြအခုဆိုရင်တော့အားကိုးစရာရင်ဖွင့်စရာမိခင်ကြီးပဲကြံပါတော့တယ်ပြေးကြီးမှာတားမီးနှစ်ယောက်တည်းရှိတဲ့ဘဝမလို့ဖွေးစိန်လေးအားငယ်ဝမ်းနေနေရတော့ကိုမိခင်ကြီးလည်းအတနာပုံနေပေမဲ့ဘာမှမတတ်နိုင်တော့ပါဘူးဒီလိုပဲရှေ့ဆက်ရမှာပေါ့သမီးရဲ့ဘယ်နဲ့တက်နိုင်မှမလဲဆိုပြီးတော့ပြန်ပြောရုံကလွဲရင်မိခင်ကြီးမှလည်းထပ်တူဝမ်းနေနေရရှာမှာပါဖိုးဖွေးကတော့တရုတ်ဆောင်မင်းသမီးဆိုတဲ့အတိုင်းအပြင်မှာဟန်လုပ်ပြီးတော့မန်တင်းနေတတ်ပေမဲ့အိမ်ကိုရောက်တာနဲ့မထိန်နိုင်လောက်အောင်အားငယ်ခံစားနေရကြောင်းမိခင်ကြီးကအခုလိုပဲရင်ဖွင့်ပြောပြလာခဲ့ပါတယ်ဒီလိုချိန်မှာဆွေမျိုးနှီးဆက်တွေရှိပါလေရဲ့နဲ့နည်းနည်းမှလာမကြည့်လာအားမပေးကြတာကတော့ပို့ပြီးတော့စိတ်မကောင်းစေရပါသွေးသားရင်းချတဲ့ဘဲဆွေမျိုးမှအားမကိုရဘူးဆိုတာအမှန်ပါပဲဖိုးဖွေးလည်းအခုဆိုရင်တော့လောကဒဏ်တရားတွေကိုအန်တုပြီးတော့အပူရုပ်ဟန်လောက်ကစ조사ရင်းနဲ့ပဲစိတ်အခြေအနေကိုပြန်လဲကူစားနေရရှာပါတယ်အပြင်မှာတော့ပရိသတ်ကိုပြုံးပြနှုတ်ဆက်နေပေမဲ့အိမ်မှာခံစားနေရတဲ့ဖွေးစိန်လေးကိုအနုပညာအလုပ်တွေမှာလိုအပ်နေရလေးတွေရှိခဲ့ရင်စိတ်မပြတ်ပဲအားပေးကြပါလို့မိခင်ကြီးကတောင်းဆိုထားပါသေးရဲ့ရုပ်ရည်အနေထားတယ်မဟုတ်ပဲစိတ်ပိုင်းဆိုင်ရာအခြေအနေတွေပါပြောင်းလဲနေပြီးတော့ကလေးတယောက်လိုဝမ်းနဲ့ခံစားနေရတဲ့ဖွေးစိန်လေးကိုစစ်စစ်ပရိသတ်ကြီးတို့ကဝန်းရံအားပေးသွားကြပါအောင်နော်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်